ဒီနေ့သင်ရမှာကြတော့ကြီးကြီးနဲ့ပတ်သက်ပြီးတော့ using grammar correctly ဆိုတဲ့ဟာကိုတဲ့ပြောပြပေးမယ်နော်using grammar correctly ကဘာတွေအသုံးဝင်တာလဲဘာတွေလဲဆိုလို့ရှိရင်တဲ့ noun နဲ့ proper noun နော် noun နဲ့ proper ပြောလို့ရတယ် agreement ဆိုတာသဘောတူညီချက်ပေါ့နော်တေချာတိတိကျကျသုံးတာကိုပြောတာဒါမှ noun တွေမှာဘာပါလဲဆိုတော့ noun ဆိုတာအမည်သွေးကိုနာမ်လို့ခေါ်တယ်နာမ်မှာဆိုလို့ရှိရင်ဟာလာအများပိုင်နာမ်နဲ့ကိုယ်ပိုင်နာမ်ဖြစ်မယ်ဥပမာဆိုရင်ကိုယ်ပိုင်နာမ်ဆိုလို့ရှိရင်ဥပမာ anna ဆိုလို့ရှိရင် proper noun ဖြစ်တယ်ကိုဟလာအများပိုင်နာမ်ကြတော့ဥပမာပေါ့ဟိုစားဗာလဲပြောမယ်စာသင်ကျောင်းတို့ဟာလာ school တို့ library တို့အဲ့ဒါမျိုးကြတော့ compound noun ဖြစ်တယ်နော်အဲ့လိုမျိုးပြီးတဲ့ခါကျ pronoun ဆိုတာကြတော့အဲ့ဒါတွေကိုအသုံးပြုတဲ့အခါမှာပြန်ပြီးတော့အစားထိုးပြီးတော့နာမ်စားသုံးတာကို pronoun လို့ပြောတယ် pronoun မှာဆိုရင်တစ်ခါ၃မျိုးရှိတယ် pronoun မှာဘာတွေလဲဆိုလို့ရှိရင်တဲ့ subject pronoun object pronoun နဲ့ possessive pronoun ဆိုပြီးတော့ရှိတယ် subject pronoun ဆိုတာကကတားမှာထားပြီးတော့သုံးတာ object pronoun ဆိုတာကအရာဝတ္ထုရဲ့ဟာကိုပြန်ညွှန်းတယ်နောက်ဖက်မှာစာကြောင်းရဲ့နောက်မှာသုံးတာနောက်တစ်ခါ process noun ဆိုတာကပိုင်ဆိုင်မှုတွေကိုပြတဲ့ noun ဖြစ်တယ်အဲ့တော့ subject pronoun မှာဘာတွေပါမလဲ I will you they he she it ဆိုပါမယ် object pronoun မှာကြတော့ me object pronoun မှာကျတော့ me you his her him လို့ပါမယ် possessive pronoun မှာကျတော့ဘာပါလဲဆိုလို့ရှိရင် my your his her our they is ဆိုပြီးတော့ပါတယ်လောလောဆယ်တော့အဲ့ဒီအပိုင်း၃ပိုင်းကိုပဲ noun ရယ် noun မှာ2မျိုး꿰တယ်ကော်လဲ pro ဘာလဲ noun မှာ2မျိုး꿰တယ် proper noun နဲ့ compound noun ရယ်နောက်တစ်ခါနာမ်စားသုံးတဲ့ pronoun တွေမှာ3မျိုး꿰တယ် subject pronoun object pronoun နဲ့နောက်ပြီးတော့subject pronoun object pronoun နဲ့ပိုင်ဆိုင်မှုပြရတယ် pronoun ဆိုပြီးတော့ဟာလာ possessive pronoun ဆိုပြီးတော့၃မျိုးဖြစ်တယ်အဲ့ဒါကိုမှတ်ထားပေးရမယ်နော်